အလုပ်ငန်းတစ်ခုတောင်မှအဆင်မပြေတဲ့သူတွေနော်ကိုတောင်မှအောင်မြင်မှုကိုမဖန်တီးနိုင်တဲ့သူတွေရှိရဘာလို့တော့အကြံဉာဏ်ယူပြီးတော့တိုင်ပင်နေရမှာဘာလို့အဲ့ဒီစကားတွေကိုနားထောင်နေကြလဲနော်အဲ့ဒါအားလုံးရဲ့ကြာဆုံးခန်းနေပဲဘယ်တော့မှအတန်နားမထောင်နဲ့ကို strategy နဲ့ကိုနေဒီကာလမှာအခက်အခဲတွေပဲရှိတယ်ရင်းနှီးမြှုပ်နှံလို့မရအောင်မဖြစ်နိုင်တာတွေပဲပြောတယ်အဲ့ဒီလူတွေအတန်လုံးဝနားမထောင်ပါနဲ့နော်ဆရာဒီနေ့အားလုံးကိုဒါပြပြသားသားလေးစားစွာအကြံပေးခြင်းတာကိုတိုင်တော်မှဘာမှမလုပ်နိုင်တဲ့သူတယောက်ရှိရဘာလို့အကြံဉာဏ်ယူနေမလဲအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင် तू ဘာလုပ်ခဲ့လဲ तू ဘာလုပ်နိုင်ခဲ့လဲ तू ဘယ်လိုလုပ်တော်တယ်အဲ့လူပြောတဲ့အတန်တွေပဲနားထောင်နော်ဒါအောင်ဆရာဒီနေ့ကစပြီးတော့ဘာကြောင့်လူတွေအားလုံးမဖြစ်နိုင်လဲအလုပ်တွေမစားသေးလဲဆိုရင်ဟိုလူနဲ့သွားတိုင်မယ်ဒီလူနဲ့သွားတိုင်မယ်ဆိုတော့ကျန်အဲ့ဒါတွေကပြဿနာဖြစ်နေတာနော်ဒါကြောင့်ဒီနေ့ကစပြီးတော့ဘယ်သူနဲ့မှမတိုင်မယ်နဲ့နော်ကဘာမှာအဲ့ဒါသူတည်တနာပြုထားလို့အလုပ်တစ်ခုအားတဲ့တငယ်ချင်းတွေမိတ်ဆွေတွေမိဘတွေပတ်ဝန်းကျင်နဲ့တိုင်ပင်လိုက်ပြီဆိုရင်ကိုပြတ်ထားပဲအဲ့ဒီလောက်ကနော်ဘာလို့အဲ့ရသွားတိုင်ပင်လိုက်ပြီဆိုရင်ပြတ်ထားပဲ ဝဲရမောင်းမယ်ဒီနေ့ဒီချိန်ခါ